ရှင်နေဒီလက်ရှင်ဘုရားရောက်လာတာဘယ်အတွက်ရောက်သူများနဲ့မတည့်လို့လာနေပြီမှာခုကြမှာသာသနာတော်အတွက်စကကြီးဘယ်လိုပဲရောက်ဟေးရောက်လာတဲ့နေရာကကောင်းနေတာရောက်နေတဲ့နေရာဘာတော့ကောင်းလာတွေဆက်လုပ်ကြပြောပါဘယ်ရပဲရောက်လာဘယ်လိုအကြောင်းမျိုးနဲ့လဲလားဒီမှာတော့တတ္တပပ္ပစိတဘယ်ရပပ္ပစိတဘယ်လိုပပ္ပစိတမျိုးအရေးမကြီးဘူးရောက်တဲ့နေရာအကောင်းဆုံးဖြစ်ဖို့အရေးကြီးရှိုင်းဆန်လေးသဘောပေါက်လားငယ်ရွယ်နဲ့ပဲရောက်ကြီးမှပဲရောက်ဘယ်လိုပုံစံမျိုးနဲ့ရောက်တဲ့နေရာကသိကောင်းနေတာရောက်တဲ့နေရာပါတော့ဒီလိုကောင်းတဲ့ဘဝဒီလိုကောင်းတဲ့နေရာဆိုတာဘယ်လိုမှမရဘူးဟုတ်လားမဟုတ်လားအမေဒီနေ့ဒီအချိန်အားစပြီးငါတို့ရဲ့ကာယကံအပြုမှုဝစီကံအပြုမှုမနောကံအပြုမှုတိုင်းသာသနာတော်အတွက်ဖြစ်ရမယ်ဘယ်အတွက်ဖြစ်မမေ့ပြီလားသဘောပေါက်ပြီလားနားလည်ပြီလားအေးဟုတ်ပြီနော်ဒီနေ့ဒီအချိန်အားစပြီးလက်ရှိအလုပ်မပြောင်းနဲ့စိတ်ပြောင်းပြောပါပြောင်းစိတ်လေးပြောင်းလိုက်သဘောပေါက်ရဲ့ကဲဒါမျိုးဆိုရင်အလုံးဘုံဩဝါဒမှတ်မိပြီလားအဲဒါဒီလက်ရှင်ဝေလာတာဘယ်အတွက်သာသနာတော်အတွက်ဝေလာတာအားရှိလိုက်အားကောင်းလိုက်ဝမ်းသာလိုက်တရားဝတ္တနေတာဘယ်အတွက်ဆောဝဲဖြေတာဘယ်အတွက်ဘွယ်ရဖို့အတွက်ဖြေနေပြီကိုကြောင့်သာသနာတော်အတွက်ဘုန်းကြီးကိုသူတို့ဂျင်းထည့်နေတယ်ဆံဆုံးကထွက်တာပဲအတွက်လောက်ပြီးဆံရဖို့အတွက်